အခုမြင်နေရတာကတော့မေလ30ရက်နေ့ညပိုင်းမှာပြုလုပ်တဲ့ဒွယ်စုသက်တောင်တက်ပွဲကိုဆင်နွှဲနေကြတဲ့မြင်ကွင်းလေးဖြစ်ပါတယ်။ဒါကကစုံလာပြည့်နေ့အကြိုညမှာရှစ်မိုင်တက္ကသိုလ်ရှိကနေတောင်ပေါ်ကဖျားအထိ17ကီလိုမီတာလောက်ကိုလူထောင်တောင်းချီလမ်းလျှောက်တက်ကြတဲ့ပွဲပါ။လာကျွန်တော်နဲ့အတူတူတောင်ပေါ်တက်ကြရအောင်။တောင်မှာဆက်ကြတာ။ဒါတော့ကျွန်တော်တို့လမ်းလျှောက်တက်ကြတဲ့အဖွဲဖြစ်ပါတယ်။တကယ်လို့လမ်းလျှောက်မတက်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဘေးမှာလမ်းတက်လမ်းရှိရပေါ့နော်။ကားတို့ဆိုင်ကယ်တို့နဲ့တက်လို့ရတယ်။ကျွန်တော်တို့တောင်တက်ဘာမှယူကြမလို့ပေါ့နော်ဒီတောင်ပေါ်မှာကျွန်တော်တို့ဒီအလူလုတ်တဲ့အဖွဲ့တွေရေတို့မုံတို့အလူလုတ်တဲ့အဖွဲ့အများကြီးပဲပေါ့ကျွန်တော်တို့ကူမတောင်အစပဲရှိသေးတယ်ပေါ့နော်ရွှေရတော့တော်တော်ထွက်နေပြီဒါပေမဲ့ကျွန်တော်တို့ဆက်တက်အောင်ပါပဲအဝေးကြံသေးတယ်ပေါ့နော်အခုဒီမှာကျွန်တော်တို့ဒွယ်စုတစ်တောင်ပေါ်မတက်ခင်ဒီမှာစစ်ဆေးရပေါ့နော်ကျွန်တော်တို့ဒီအိတ်ထဲမှာဒါရက်တို့ဘီယာတို့ပေါ့နော်တယ်လာလားမတယ်လာလားစစ်တဲ့ဒါနေရာလေးဖြစ်ပါတယ်အခုကျွန်တော်တို့တက်နေတဲ့ဒီတောင်ကကျွန်တော်ဒွယ်စုတစ်တောင်လို့ခေါ်တယ်တနေ့မှာတစ်ခါပေါ့နော်အခုလိုဒီသမိုင်းဝင်ပွဲတော်ယူကျင်းပါတယ်တောင်ရှိကနေပြီးတော့ကျွန်တော်တို့ဖះရောက်တဲ့အချိန်ထိလမ်းလျှောက်ပြီးတော့ဖះသွားဖူးတဲ့ဒါအလေးထားလေးပေါ့နော်အခုတွေ့သူတွေတောင်ကတော်တော်မြင့်တယ်ပေပေါင်းက9500ရှိတယ်ကျွန်တော်ကားနဲ့တောင်မှကျွန်တော်မိနစ်40လောက်တက်ရတယ်ပေါ့နော်အခုကတော့ကျွန်တော်တို့ကလမ်းလျှောက်တက်မဲ့ပွဲပါကျွန်တော်တောင်လဲမှာလဲဒီပိုက်စာမှာမပူအောင်ပေါ့နော်ကျွန်တော်ဒီမှာစားတော့ဆိုင်လေးတွေမုံတေစာဆိုင်လေးတွေဒါတော့အစာပြေစံပြုတ်တောင်တလန်းတစ်ချောက်ပေါ့နော်ကျွန်တော်တို့ဒီ free student သာကျွေးတဲ့ဆိုင်လေးတွေပြီးကြလို့ရှိရင်ကုသလာလုပ်တဲ့သူတွေတော်တော်များရယ်ပေါ့နော်ကျွန်တော်တို့တောရဲတောင်ထဲဆိုတော့တွိုင်းလက်ကတော့ဒီအခုမြင်နေရတဲ့ပုံစံမျိုးလေးပဲရှိရယ်ပေါ့နော်တောင်ထဲရောက်တဲ့ချိန်ကြီးဆိုလို့ရှိရင်ကျွန်တော်၄-၅ နာရီလောက်ထိလမ်းလျှောက်တက်ရမယ်အခုကတော့ငါးပုံမုံတပုံတော့ရောက်ပြီပေါ့နော်ကျွန်တော်အခုကတက်လာတော့2 နာရီလောက်2 နာရီကျော်နေပြီပေါ့နော်ကျွန်တော်ပေါင်နေလဲမခံနိုင်တော့ဘူးဆိုတော့ကျွန်တော်ကားနီလေးနဲ့တက်ဖို့ကားနီလေးရှာတော့လဲဖြတ်ထားတော့မရှိဘူးဒါပေမဲ့တောင်အောက်ကနေပြီးတော့အခုလိုတက်လာတဲ့ကားလေးတော့ရှိရပေါ့နော်ကျွန်တော်တို့အခုဆိုလမ်းလျှောက်တက်လာတာ2 နာရီလောက်ရှိပြီပေါ့နော်အခုကတော့ကျွန်တော်ဝါဖာလာစီရီယိုရောက်နေပါတယ်ကိုက2 နာရီလောက်လမ်းလျှောက်လာပြီးသွားပြီဆိုတော့ကျွန်တော်ပေါင်နေရလဲကွာနေပြီပေါ့နော်အဲဒါဆိုကားနဲ့တက်ရမလားအခုကအဖြူတို့ဝက်ပါလာထီတော့တက်ခဲ့တယ်ဒါပေမဲ့စက်မတက်နိုင်တော့အရန်ချောင်းနေပြီအခုကတဖြည်းဖြည်းနဲ့အချိန်ကြာလာတော့လူတွေကတော်တော်များလာပြီလားလူတွေကတော်တော်ကြက်လာတော့မရတော့ဘူးအခုကဒီကားနီလေးတားဆီးပြီးတော့ဒါအပေါ်ထိတက်လို့ရရဲ့အခုကတော့အပေါ်ကားနီလေးနဲ့အပေါ်တက်နေပါပြီအခုကျွန်တော်တို့ဒီဖျားနားတော့ရောက်ပြီပေါ့နော်ဒါပေမဲ့ဖျားရင်ပြင်ပေါ်ကိုတော့ကျွန်တော်လမ်းလျှောက်တက်အောင်မယ်ကျွန်တော်လှေကားအထက်ပေါင်း306ထစ်ပေါ့နော်ကျွန်တော်တက်ရပါအောင်မယ်ကျွန်တော်တို့ဖျားပေါ်တက်မယ်ဆိုလို့ရှိရင်အောက်ကနေပြီးတော့ဒါဖျားပန်းလေးတွေဝယ်သွားပါနော်ဆိုတော့ဈေးတက်တာတယ်ဆိုတော့20ပဲရှိတယ်ကဲဒါကတော့ကျွန်တော်တို့နောက်ဆုံးကြော်ဖျက်ရမယ်အဆင့်ဖြစ်ပါတယ်ဒီကနေပြီးတော့တက်သွားရမှာပေါ့နော်အထက်က300နဲ့မှ6ထက်ကျော်ရှိတယ်ဒါလေးဖြတ်ကျော်ပြီးရင်တော့ကျွန်တော်တို့ဒါတွေ့ဆိုတဲ့ဖျားပေါ်ရောက်ပါပြီကဲကျွန်တော်တို့နောက်ဆုံးအဆင့်လေးကိုဖြတ်ကျော်ဖို့စတင်ပြီးတော့တက်နေပါပြီမောလာကောင်းတော့မောတာဟုတ်ကောင်းပါโอเคနောက်ဆုံးတော့ရောက်ပါပြီဟွာလူကတော့ရမ်းများတာဖျားရည်မှုပါပေါ့နော်ဒါလာကျွန်တော်တို့ဖျားတော့ပူကြအောင်ကျွန်တော်လူအရမ်းများတော့ဖျားပေါ်တက်ဖို့တော့မှကြိတ်တော့တော်တော်စောင့်ရတယ်ပေါ့နော်ကဲနောက်ဆုံးတော့ကျွန်တော်တို့ဖျားရည်မြေရောက်ပါပြီဒါကတော့ကျွန်တော်တို့ဒီရှင်းမိုင်ရဲ့သမိုင်းဝင်ဒွယ်စုထေးဖျားဖြစ်ပါတယ်ကျွန်တော်တို့ဒီဖျားရောက်လို့ရှိရင်လက်ဝဲရည်3ပတ်ပတ်ပြီးတော့ဒါဒိဋ္ဌံပြုဆူတောင်းမယ်ဆိုလို့ရှိရင်ဒါလိုရဆူတောင်းပြည့်ရဆိုပြီးတော့ဒါပြောစမှတ်ရှိရပေါ့နော်คุณพองทุกคนทุกท่านบางท่านที่ได้ကျွန်တော်တို့ဖျားဖူးပြီးသွားလို့ရှိရင်เนาะဒါရှင်းမိုင် CD view point ကိုသွားမယ်ပေါ့နော်ဟိုလူအပြည့်ပဲရှင်းမိုင်မျိုးဖြစ်ပါတယ်
ကဲကျွန်တော်တို့ပြန်ဆင်းပါပြီအပြန်တော့ကားနဲ့ပဲပြန်ဆင်းမယ်ပေါ့နော်အရှင်ကလည်း10နာရီခွဲ7ထိုးတော့မယ်ကဲဘိုင်ဘိုင်